ဒီ showroom ထဲကနေမနေ့ပြန်ထုတ်ဖို့ကိုတော်တော်လေးစူနေရတယ် black edition ကြီးပဲသုံးပြီးပေးထားတယ်အတုံလေးဒီဇိုင်းရတယ်တော်တော်လေးလှတယ်အဲ့တော့ကျွန်တော်ဟို Redder ဆိုရင်တော့တင်းနဲ့ပုံမိုက်တယ်ပေါ့နော်ဒီဂီယာတန်းပုံစံလေးကဥမာလုံးဝ sport editionလို့အားလုံးပဲမြင်လာပါ Auto Pro ပိုင်ရမှာကြိုဆိုပါရယ်ကျွန်တော်အခုက Ford Showroom ထဲမှာပဲရှိသေးတယ်ပေါ့နော်ကျွန်တော်က Off Road ကအရန်ကြိုက်တော့ကြတော့ဒီ Showroom ထဲကနေမနေ့ပြန်ထွက်ဖို့ကိုတော်တော်လေးစူနေရတယ်ဒါပေမဲ့မထွက်ခင်မှာကျွန်တော်နောက်ဆုံးကြိုက်တဲ့ကားလေးတစ်စီးကိုကျွန်တော်ထပ်ပြီးတော့ပြောပြမယ်ဒီကားလေးက Ford Everest Model ဥမာ Sport Edition လုံးဝတော်တော်လေးမိုက်လို့ကျွန်တော်ပြန်ပြီးတော့ sharing လုပ်ပေးခြင်းတဲ့သဘောနဲ့ဒီကားလေးကို quick review ရိုက်ဖြစ်ပေးတာပေါ့နော်ဒီကားလေးကဆိုရင် Sport Edition ဖြစ်တဲ့အတွက်သူ့အရှေ့ပိုင်း logo ကြည့်လိုက်မယ်ဆိုရင်လုံးဝဒီမှာ Ford Everest logo ကအစလုံးဝ matte color နဲ့အသုံးပြုပေးထားမယ်ပြီးတော့ဒီမှာဆိုရင်အနက်ရောင် green လေးနဲ့ design ဆင်ပေးထားတာကိုတွေ့ရမယ်အလယ်မှာကတော့ဒါသူ့ရဲ့ Ford original logo ပေါ့နော်ဒီအရှင်းမှာဆိုရင်လည်းဒီရော headlight မီးကိုကြည့်မယ်ဆိုရင်ရော headlight ကတော့ပုံမှန်တိုင်းပဲဒါပေမဲ့သူ့ရဲ့ဒီမီးလုံးမှာကတော့ gray color လေးအသုံးပြုပေးထားတယ်ဒီအရှင်းက bumper ဆိုရင်လည်းလုံးဝ sport bumper အမဲနဲ့ matte ကို combine လုပ်ထားတာလေးကတော်တော်လေးမိုက်တယ်ပြီးတော့ Sonar အနေနဲ့ဆိုရင်တော့အရှင်းမှာ၄လုံးပါလာမယ်Brake band ကိုကြည့်လိုက်မယ်ဆိုရင်လည်းဒီကားလေးက sport edition ကြီးပဲဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ဒီမှာအရင်ဆုံးအလွိုင်းကိုကြည့်လိုက်လုံးဝဒါ sport edition ရဲ့သီးသန့် limited အလွိုင်းဒီအမဲအောင်လူကမှ red color လေးနဲ့ highlight ဖောက်ပေးထားတယ်ပြီးတော့ဒီ ring ကကြတော့20 size ကိုအသုံးပြုပေးထားတာဖြစ်ပြီးတော့ tire မှာဆိုရင်လည်းသူက good year ရဲ့သူက territory HD band ကိုအသုံးပြုပေးထားတယ်ဒါကလုံးဝ sport tire ပေါ့နော်ဘေးမှာဆိုရင်လည်းဒီက air flow တွေအသုံးပြုပေးထားမယ်ပြီးတော့ Batman မီကြောက်ဖြစ်ပြီးတော့အောက်မှာဆိုရင်360 camera ပါလာမယ် sport ဒီလိုဖြစ်အောင်တော့ဟန်နေဆိုရင်လည်းအနက်အောင်အသုံးပြုပေးထားမယ်အောက်မှာတော့ခြေကြော်တန်းတော့ matte color ပဲအသုံးပြုပေးထားပြီးတော့အပေါ်မှာဆိုရင်ဒီမှာဒီတန်းလေးပါမယ်ပြအားလုံးကဆိုရင်လည်းအနက်အောင်တော့မဟုတ်ဘူးလုံးဝ matte color အောင်မှအထဲမှာ play လေးဖောက်ထားတဲ့ပုံစံလေးမြင်ရမယ်နောက်ပိုင်းကိုကြည့်လိုက်မယ်ဆိုရင်လည်းလုံးဝ sport edition ပေါ့နော်သူကအပေါ်မှာဆိုရင်လည်းဒီ spoiler က matte color သုံးပေးထားတာတွေ့မယ် brake မီးပါမယ်ပြီးတော့အောက်မှာဆိုရင်လည်းကျွန်တော်တို့ကဒီက Everest logo မှာ matte color လေးအသုံးပြုပေးထားပြီးတော့သူ့ရဲ့ဒီ signature တေးလိုက်ကအတုံလေးဒီဇိုင်းရတယ်တော်တော်လေးလှတယ်ပြီးတော့သူ့ရဲ့ဒီမီးလုံးရဲ့ဒီကာဘာကြီးကကြတော့ဖက်ထဲမဟုတ်ပဲနဲ့လုံးဝတစ်ဆက်ထဲပြေးထားတာကြီးကတော်တော်လေးမိုက်ပြီးတော့အပေါ်ကဟိုဒီမီးလုံးမှန်သားဆိုရင်လည်းအမဲကာလာလေးအသုံးပြုပေးထားတာလေးကတော်တော်လေးမိုက်တယ်ပေါ့နော်ဒီမှာဆိုရင်လည်း 360 camera ပါလာမယ်ပြီးတော့ဒီအောက်မှာဆိုရင်ဒါလေးက map ပဲအသုံးပြုပေးထားပြီး Sonar အနေနဲ့လေးလုံးပါမယ်အောက်မှာလည်း map ပဲအသုံးပြုပေးထားတဲ့အတွက်ကားရဲ့နောက်ပိုင်းလောက်ကလည်းလုံးဝပြောစရာမရှိ off road ကမှ sporty look ကိုတော်တော်လေးဆန်နေတဲ့အတွက်တော်တော်လေးမိုက်တယ်ပြီးတော့ spare wheel ကတော့ဒီအောက်မှာပဲအိတ်သောပေါက်ကလည်းကျွန်တော်တို့ဟိုအွန်တိုင်းပဲအောက်မှာအပြောက်ကလေးပေါ့နော်အဲ့ဒါလေးရတယ်တော်တော်မိုက်အနောက်ခန်းကိုတစ်ချက်လောက်ကြည့်မယ်အော်တိုဒီကားလေးကိုနောက်ခန်းကိုကြည့်မယ်ဆိုရင်ဒီကားလေးကခုံ3တန်းဖြစ်တဲ့အတွက်ကြောင့်သူကဒီခုံလေး2ခုကိုထိုင်လို့ရမယ်အကယ်၍ဒီခုံလေးမှမထိုင်ချင်ဘူးကျွန်တော်က space ပဲပို့လို့ခြင်းနဲ့ဆိုရင်တော့ဒီခုံလေးတွေကိုဒီလိုအလဲတကူခေါက်လို့ရတဲ့အတွက်ဒီနောက်မှာကျယ်ဝန်းတဲ့ storage space လေးကိုကျယ်ဝန်းလေးတွေ့မယ်ဘေးမှာဆိုရင်မီလုံးလေးတွေပါလာပြီးဒီမှာဆိုရင်သူ့ရဲ့ accessory လေးတွေထားပေးထားတာလေးကတော်တော်လေးမိုက်တယ်ပေါ့နော် Okay လုံးဝ off road ကားရဲ့ sport edition ကားရဲ့အတွင်းပိုင်းကိုရောက်ပြီဆိုတော့အတွင်းပိုင်းမှာဘာတွေစူးလဲဆိုတာကျွန်တော်လည်းတစ်ချက်လောက်ကြည့်မယ်အတွင်းပိုင်းမှာဆိုရင်ပေါ်ကတော့ဒီအဖြူရောင်ပဲသုံးပေးထားရပေါ့နော်နောက်အကုန်အောက်ပိုင်းဒီကျွန်တော်တို့ dashboard ကအစဒီ steer တွေဝင်ပြီးတော့ဒီထိုင်ကွန်းအစအားလုံး black edition ပဲသုံးပေးထားတယ်အလဲမှာဆိုရင်သူ့ရဲ့ 7 level infotainment screen ပါမယ်ပြီးတော့ဒီမှာဆိုရင်လည်း air con box တွေပါပြီးတော့အားလုံးကတော့ black ကြီးပဲသုံးပေးထားတယ်အခုကမီးပိတ်ထားတာဖြစ်တယ်ကျွန်တော်ဟိုတော်မရှိတဲ့အတွက်ပေါ့နော်စက်နှိုးကြီးလို့မရလို့ ambition light ကိုလည်းမမြင်ရဘူးဒါပေမဲ့လုံးဝ multi color ambition light ကိုအသုံးပြုပေးထားတယ်ပြီးတော့ဒီမှာဆိုရင်လည်းကျွန်တော်တို့ကသူက full digital display ဖြစ်သွားပြီးတော့ steering မှာဆိုရင် steering volume control ပါမယ်ပြီးတော့ဒီမှာ Ford logo ပဲပါပြီးတော့ဒီအပေါ်ကဆိုရင်လည်း leather ပဲအသုံးပြုပေးထားတယ်ဒါတွေကတော့ဒါပုံမှန်တိုင်းပဲပေါ့နော်နောက်ထူးခြားအနေနဲ့ဘာရှိသွားမလဲဆိုရင်တော့ခုံတွေကကြတော့လုံးဝ sporty လို့ဆန်တာကိုတွေ့ရမယ်ပြီးတော့အလဲတန်းမှာဆိုရင်လည်း leather ပဲအသုံးပြုပေးထားပြီးတော့အထဲမှာဆိုရင်လည်းကျယ်ဝန်းတဲ့ storage space ရှိမယ်ဒီမှာဆိုရင်တွဲဖို့အားသွင်းပေါက်လေးပါလာပြီးဒီမှာဒီပေါက်ကလေးနဲ့အတူတူဒီမှာဆိုရင်လည်း cat holder ပါမယ်အလယ်ကတော့ဒါ gear တန်းပေါ့နော်ဒီဂီယာတန်းတော့ကျွန်တော်တို့ဟို Redder ဆိုရင်တော့တနေ့ပုံမိုက်တယ်ပေါ့နော်ဒီဂီယာတန်းပုံစံလေးကပြီးတော့ဒီမှာ parking brake ပါမယ်ပြီးတော့ဒီမှာကျွန်တော်တို့ဒီ driving mode chain တာတွေ off road ဖြစ်တဲ့သူ့ရဲ့ mode chain တဲ့ဟာတွေပါမယ်ပြီးတော့ဒီမှာဆိုရင်လည်း wire လေး charging ဖြစ်ပြီး storage လေးပါဝင်လာတာကိုတွေ့ရမယ်အရှိပိုင်းမှာတခြားအနေနဲ့ဘာတွေပါအောင်လဲဆိုရင်ဒီမှာအပေါ်မှာတော့ sunglasses storage ပါမယ်ဒီကတော့စာကြည့်မီပဲပုံမှန်တိုင်းပါမယ်ဒီမှာတော့
မိတ်ကပ်မီးပါမယ်အဓိကဒီကား sport edition ဖြစ်တယ်ဒါပေမဲ့အပြင်ပိုင်းရုပ်ထွက်မှာလုံးဝ sporty look ကိုတော်တော်လေး fine ထားပြီးတော့အတွင်းပိုင်းမှာဆိုရင်ဒီ interior design နေနေကတော့အရင်ဟိုပါဗောနော်နည်းနည်း fine ထားတာမရှိဘူးဒါပေမဲ့ performance ဘိုင်းမှာတော့တော်တော်လေး fine ထားမှသိကြတယ်ပြီးတော့သူ့ရဲ့ driving assist တွေသူ့ရဲ့ safety ဘိုင်းတွေကတော့ဒါသူပုံမှန် original တိုင်းပဲလာမယ်ဗောနော်ပြီးတော့နောက်တစ်ခုကဒီမှာဆိုရင်လည်းသူကအောက်က passenger seat tool box ကဒီအောက်မှာရှိတဲ့အပြင်မှာဒီကြားထဲမှာဆိုရင် tool box အသေးလေးပါလာတယ်အဲဒီချက်ကလေးရတယ်တော်တော်လေးမိုက်တယ်โอเคရှေ့ပိုင်းကလည်းတော်တော်လေးစုံနေသွားပြီဆိုတော့ကျွန်တော်နောက်ပိုင်းအောင်တစ်ချက်လိုက်ဟုတ်နောက်ပိုင်းအတွင်းကလည်းတော်တော်လေးကျယ်တယ်လုံးဝသူကoff road SUV ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော် space ကတော့လုံးဝပြောစရာမရှိဘူးအတွင်းပိုင်းဆိုရင်လည်းဒီကောင် sport edition လို့အတိုင်းဟိုမှာ black color ကြီးပဲအားလုံးအသုံးပြုပေးထားတယ်ဒီမှာတော့ speaker နဲ့ဒီမှာဆိုရင် door lock ပါမယ်ပြီးတော့ဒီမှာမှန်နေမှန်ချခလုံးနဲ့အတူဒီဘေးမှာတော့ပုံမှန်အတိုင်းပဲဒီမှာ leather ကြိုးကြုတ်ကလေးအသုံးပြုပေးထားတယ် passenger seat ရဲ့အရှိမဆိုရင်တော့ဗောနော်ဒီမှာ air con adjustment ခလုတ်ကလေးကဒီစကဲပုံစံလေးပါလာမယ်အောက်မှာဆိုရင် type C နဲ့ USB အားသွင်းပေါက်ပါမယ်ထိုင်ကုန်အားလုံးကလည်း leather ပြုလုပ်ထားပြီးတော့အလယ်မှာဆိုရင်ကတ်ဟိုရာလေးနဲ့အတူဒီမှာ leather လေးအသုံးပြုပေးထားလက်တန်းလေးကကြတော့တော်တော်လေးမိုက်တယ်တခြားအနေနဲ့ဆိုရင်အပေါ်မှာက air con ပေါက်ကလေးပါလာပြီးတော့စာကြည်မီလေးရတော့ဒီအလယ်မှာမီးအဝါလေးပဲအသုံးပြုပေးထားတာတွေ့ရမယ်ပေါ့နော်ပြီးတော့နောက်မှာဒီကခုံ3တန်းဖြစ်တဲ့အတွက်သူ option ကနောက်မှာကျွန်တော်ခုံတန်းလေး2တန်းပါဝင်လာမယ်ဒီခုံတန်းလေး2တန်းကလည်းကျွန်တော်တို့ဒီပုံမှန်ပေါ့နော်ပုံမှန်လူမျိုးကတော့ AC ချောင်းစီလို့ရတယ်ပြီးတော့သူ့မှာလည်းဘေးမှာကတ်ဟိုရာလေးတွေပါဝင်လာတွေ့ရတယ်တော်တော်လေးမိုက်တယ်ပေါ့နော်โอเคဒီကားလေးကိုအတွင်းပိုင်းတော်တော်လေးလေးလာပြီးသွားပြီဘာထူလဲဆိုတာလည်းကျွန်တော်လေးသိပါပြီပေါ့နော်အဲ့တော့ဒီကားလေးရဲ့ဈေးနှုန်းနဲ့သူ့ရဲ့အင်ဂျင်ပါဝါလေးကိုတစ်ချက်ပြောပြမယ်အဲ့တော့အပြင်ကိုတစ်ချက်လောက်ပြန်လိုက်ခဲ့ဒီကားလေးရဲ့ဈေးနှုန်းပြောရမယ်ဆိုရင်ဒီကားလေးက special sport edition ဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ဈေးနှုန်းလေးကလည်းအနည်းငယ်တော့ပိုတယ်ပေါ့နော်သူ့ရဲ့ဈေးနှုန်းလေးကမြန်မာငွေနဲ့ဆိုရင်သိန်းပေါင်း2200ဝန်းကျင်ရှိမယ်ဒါပေမဲ့အင်ဂျင်ပိုင်းမှာပြန်ကြည့်လိုက်မယ်ဆိုရင်လည်းသူကအင်ဂျင်ပါဝါ 2.0 မှာသူကဘိုင်တာဘိုနဲ့လာတယ်ပြီးတော့သူ့ရဲ့ maximum horsepower အနေနဲ့ဆိုရင်190 kW ထိထွက်ပြီးတော့ maximum torque အနေနဲ့ပြောရမယ်ဆို405 Nm အထိအသုံးပြုလို့ရတဲ့အတွက်ဒီကားလေးကတော်တော်လေးမိုက်တယ် off road ဆိုရင်ကျွန်တော်ကဒီလိုလွတ်မျိုးလေးတော်တော်လေးကြိုက်တာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်ပြန်ပြီးတော့ sharing လုပ်ပေးရတာပါအဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုကိုပြီးဆုံးအောင်ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ Facebook TikTok နဲ့ YouTube channel တို့ကို like and subscribe လုပ်ပြီးတော့လိုအပ်သူများကိုလည်းဝေဖန်အကြံပြုလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် good luck ပါ